တွေဘယ်လိုတွဲခွဲရမလဲပေါ့နော်ဒီမှာကတော့စိတ်ဝင်စားမှုလုံးဝပျောက်နေတာပဲဖြစ်စေဒါမှမဟုတ်တိတ်ပြီးစိတ်ဝင်စားမှုကိုမရှိတာပဲဖြစ်စေစသဖြင့်ပေါ့နော်စာပေါ်မှာစိတ်ဝင်စားမှုကပုံမှန်ချက်ကိုညှော့နေနေတယ်ဆိုလို့ရှိရင်ဘယ်လိုလေးတွေလုပ်လို့ရလဲဆိုတဲ့အချက်အလက်လေးတွေကိုကျွန်မအနေငယ် share ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးပေါ့နော်စာပေါ်စိတ်ဝင်စားမှုနည်းနည်းလေးမရှိတာပဲဖြစ်ဖြစ်များများမရှိတာပဲဖြစ်ဖြစ်လုံးဝမရှိတာပဲဖြစ်ဖြစ်စိတ်ဝင်စားမှုမရှိရခြင်းရဲ့အခြေခံအကြောင်းတရားတွေကိုကျမတို့ရှာဖွေဖို့လိုတယ်ပေါ့အဲ့ဒီမှာကတော့အများကြီးဖြတ်နိုင်တယ်ဥပမာထားပါတော့ဗောနော်ဒီမှာဆိုလို့ရှိရင်ကျမအချက်လေးနဲ့ပြောထားတယ်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်စာပေါ်မှာစိတ်ဝင်စားမှုမရှိရခြင်းအကြောင်းရင်းကိုရှာဖွေရဆိုတဲ့အခါမှာကျမတို့တခုတတိပြုရမှာခလေးတီစာရီလေ့လာရဲဆိုတဲ့အခါမှာစာရီဖတ်ဖို့အတွက်သူ့မှာ learning disability ရှိမရှိကိုကျမတို့တွေသတိပြုဖို့လိုပါတယ်အထူးသဖြင့်ပေါ့နော်ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်တော့ဒါကိုတီးဖို့ကနည်းနည်းလေးခဲရဲနေဘာလို့လဲဆိုတဲ့အခါကျတော့ခလေးကဥမာအားဖြင့်ပေါ့3နဲ့4နဲ့မှားနေတယ်ဒါမှမဟုတ်1နဲ့5နဲ့မှားနေတယ်စတာမျိုးတွေပေါ့နော်ဒီလိုပုံစံမျိုးတွေဆိုလို့ရှိရင်သင်္ချာတွေတွက်တာမှားတယ်ဆိုလို့ရှိရင်နေကအရန်ရှမ်းတာပဲကျမတို့ငယ်ငယ်ရဆိုလို့ရှိရင်လည်းသင်္ချာတွေတွက်လို့မှားရင်ဆရာဆရာမတွေကအမြဲလို့ပြောတယ်ပေါ့နော်ပြီးတော့စာရီရေးလို့အဲ့လိုမျိုးပေါ့ဇောက်ထိုးတွေဘာတွေရေးလိုက်မိတယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးဒါမျိုးလေးတွေပဲရှိတယ်ဒါတွေဒီပုံမှန်ရှမ်းတာလားဒါမှမဟုတ်ကလေးမှာဒီစာကိုလိလာဖို့အတွက်ကိုသူ့မှာdisability ရှိနေတာလားအခက်အခဲနည်းနည်းရှိတာလားများများရှိနေတာလားဒါတွေကိုကျမတို့သိဖို့လိုတယ်ကိုရိုင်ကအုတ်ထင်းသူသို့မဟုတ်ဆရာဆရာမတွေဒီကလေးမှာရှမ်းလို့စာမှားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အမြဲတမ်းစာလုံးတွေကဇောက်ထုံးမုံမျော်တွေဖြစ်နေတယ်အမြဲတမ်းလွဲနေတယ်မလွဲတဲ့နာတွေလွဲနေတယ်အမြဲတမ်းရှမ်းနေတယ်မှားနေတယ်ဆိုလို့ရှိရင်ဒါကျမတို့တွေတစ်ချက်ဂရုပြုရမှာကဒီကလေးတွေဒီဘာကြောင့်မို့လို့တခြားစကားလုံးတွေတော့အဆင်ပြေပြီးတော့ဒီဟာမှမှားနေတာလဲဒါတော့ကျမတို့တွေဒီဂရုပြုဖို့လိုတယ်အဲ့လိုဂရုမပြုမိဘူးဆိုလို့ရှိရင်ကကျတော့ကလေးကပုံမှန်ကြောင့်စာမလိုက်ချင်တာစာမလုပ်ချင်တာဆိုရင်တော့ကျမတို့ဒီဆွဲခေါ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ learning disability ကြောင့်မို့လို့ကလေးဒီစာကိုလုပ်ရတာအခက်အခဲရှိနေတာဆိုလို့ရှိရင်တော့ဒါကသူနဲ့သက်ဆိုင်ရာပညာရက်ကိုကျမတို့ဒီသင်ပေးဖို့လိုတယ်ပေါ့နော် disability သမားတွေအတွက်ကိုဆိုလို့ရှိရင်စာဘလို့ဖတ်ရမလဲစသဖြင့်ပေါ့ဒီလို technique တွေရှိတယ်ပညာရှင်တွေနဲ့သင်ကြားရမှာပေါ့ဒါလေးတစ်ခုကိုကျမတို့တွေမမေ့ဖို့လိုပါတယ်ပေါ့နော်အဲ့လိုပုံစံနဲ့ပဲကျမအတိလေးဆိုလို့ရှိရင်လည်းသူတို့မှာ learning disability ရှိတာကိုမသိဘူးမသိတော့ဆရာဆရာမတွေဒီနေ့ရမ်းရှမ်းတာပဲမကြာခဏရိုက်ခံရတယ်မကြာခဏဆူခံရတယ်ကျမတို့ခေတ်ကဆိုလို့ရှိရင်ထားပါတော့နောက်9ရက်နေ10ရက်နေအောင်သွားတယ်တက္ကသိုလ်ရောက်သွားတယ်ဒီလိုပဲမှားရှမ်းရင်းနဲ့ပဲပြီးသွားတယ်ပေါ့ဒါပေမဲ့တချို့တငယ်ချင်းတွေကကြတော့ကျမတို့မြန်မာနိုင်ငံမှာကျောင်းတက်သွားပြီးတော့နောက်ပိုင်းmaster တွေ PhD တွေကိုတခြားနိုင်ငံမှာတက်လိုက်တယ်ပေါ့အဲ့ဒီခါကျတော့မှသူတို့မှာ learning disability ရှိမှန်းသိသွားတာဒီသဘောတရားတွေရှိတယ်ပေါ့နော်အဲ့တော့ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်လည်းကလေးတယောက်ဒီစာကိုအာရုံမစိုက်ဘူးဆိုလို့ရှိရင်ငါပြင်းတာဒီလိုပုံစံမျိုးနဲ့ပဲကျမတို့ဒီကလေးကိုတစိုက်ကပ်လိုက်တာများတယ်နော်အဲ့တော့ကလေးဒီစာကိုစိတ်ဝင်စားမှုမရှိဘူးဆိုလို့ရှိရင်ဘာကြောင့်လဲဆိုတဲ့အဖြစ်တရားကိုတော့ကျမတို့ရှာဖို့လိုတယ်လွယ်လွယ်ကူကူကလေးကိုတစိမ့်မကပ်လိုက်ပါနဲ့မှတ်ချက်မချလိုက်ပါနဲ့ဆိုတာလေးကိုကျမအရင်ဆုံး share ပေးချင်ပါတယ်နော်အဲ့တော့ပထမတစ်ချက် learning disability ရှိမရှိကျမတို့ check လုပ်ရမယ်ပေါ့နောက်တစ်ခုရှိတယ်။ဘာလဲဆိုတဲ့အခါကျတော့ဘယ်လိုပြောမလဲ school anxiety ဖိုင်လိုမျိုးပဲ။သဘောတရားကအကြောင်းမှာစာရီအများကြီးပေးလိုက်တယ်။ကိုလုံးနိုင်တဲ့ပမာဏထက်ကိုစာကအရင်များနေတာ။အဲ့တော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့ကျမတို့ခေတ်တုန်းကဆိုလို့ရှင်တော့ဒုံးမကန်ရဘူးဆိုလို့ရှင်လည်းဆရာဆရာမတွေကဒုတ်ကင်တာများတယ်။စာမရဘူးဆိုလို့ရှင်ကျမတို့ဒီဒုံးနဲ့ရိုက်ခံရတယ်။ဒုံးနဲ့မရိုက်ဘူးဆိုလို့ရှင်ဘာလို့လဲဆိုတဲ့အခါကျဒူးထောက်လက်မြောက်နေရတယ်။အဲ့ဒါကအခန်းထဲမှာဒူးထောက်လက်မြောက်နေရလည်းဖြစ်နိုင်တယ်လို့ကျမတို့ဒီအခန်းပြင်ထွက်ပြီးတော့ဒူးထောက်လက်မြောက်နေရလည်းဖြစ်နိုင်တယ်။မုတ်စားစင်းချိန်နဲ့ထမင်းစားစင်းချိန်တွေမှာအဲ့ဒီចောင်းသားအပြစ်ပေးခံရတဲ့ចောင်းသားကိုမလှုပ်ပေးဘဲနဲ့လူများမြင်မှာအဆက်ရရင်စားလို့အောင်လို့ဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့ကိုပြင်းပြင်းထန်ထန်ပေးကြတဲ့သူတွေရှိတယ်။ကျမငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းတွေမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးတွေဖြစ်ပြီးကျမကိုယ်တိုင်လည်းခံခဲ့ရတယ်ကျမတငယ်ချင်းတွေလည်းခံခဲ့ရတာရှိတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးတွေနဲ့စာကမလိုက်နိုင်ဘူးမကြာခဏအပြစ်ပေးခံနေရတယ်ဒါမှမဟုတ်ကိုမလုပ်ချင်တဲ့စာတွေပဲအတရားဓမ္မလုပ်နေရတယ်စာတွေရမ်းပိလာတယ်စာအုပ်ဆိုရင်ဖွင့်ကုန်မဖွင့်ချင်ဘူးစာဆိုတဲ့အတန်ဆိုကြားအောင်မကြားချင်တော့ဘူးစာလုံးဝမလုပ်ချင်တော့ဘူးစသဖြင့်ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်မို့လို့ကျမတို့ဒီစာနဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေတောက်လျှောက်ရနေတယ်ဆိုလို့ရှိရင်လည်း
ဒီဟာကြီးကိုကျမတို့ကရှောင်ဖယ်ခြင်းလာအောင်အဲ့ဒီခါမှာအရင်ကဒီကလေးဒီရခဲ့တဲ့စာကိုတောင်မှပဲမလုပ်ချင်တော့ပဲနဲ့ရှောင်ဖယ်ခြင်းလာတာမျိုးဒါမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဘာကြောင့်မို့လို့ကလေးဒီစာကိုရှောင်ဖယ်နေတာလဲဖြစ်နိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ကျောင်းမှာမကြာခဏပြစ်ပေးခံရလို့အဆူခံရလို့စာတွေမရလို့မလိုက်နိုင်တော့လို့မလုပ်ချင်တော့လို့ကလေးဒီစိတ်ဖိစီးမှုတွေစိုးရင်ပူပန်မှုတွေရှိနေတယ်ဆိုလို့ရှိရင်တော့ဒီအကြောင်းတရားကြောင့်ဖြစ်နေတယ်ဆိုရင်ကျမတို့ဒီသူ့ရဲ့ root cause ကိုသိပြီဆိုရင်တော့ဖြည်းဖြည်းချင်းဖြစ်ရှင်းသွားလို့ရပါလိမ့်မယ်เนาะဒါလေးကနောက်တစ်ချက်ပေါ့အဲ့တော့နောက်ဆုံးတစ်ချက်ကတော့ဘာကြောင့်မို့လို့စာမလုပ်ချင်ရတာလဲစာကိုရှောင်ဖယ်ချင်နေရတဲ့အကြောင်းရင်းတွေဒီမိသားစုကြောင့်လားဥပမာအဖြစ်ပေါ့မိသားစုတွေမှာမောင်နှမတွေဒီများနေတယ်အာကိုယ့်အမှလည်းငယ်လေးတွေရှိသေးတယ်အဲ့တော့အငယ်လေးကိုပြုစုနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကလေးဒီအင်စာတွေပြီးလဲစာတွေမလုပ်နိုင်ဘူးဒါမှမဟုတ်မိသားစုတွေမှာပြုစုရတဲ့အဖိုးတွေဖွားတွေဦးလေးတွေအတော်တွေရှိနေလို့စာလုပ်ဖို့အချိန်မပေးနိုင်လို့ဒါမှမဟုတ်မိသားစုဒီတနေ့ကုန်ကြွကြညံနေအောင်ဆူညံအောင်ဟစ်နေလို့စာလုပ်လို့လုံးဝမရလို့စသဖြင့်အခြေအနေတွေအများကြီးဖြစ်နိုင်တယ်เนาะဒါမှမဟုတ်ပတ်ဝန်းကျင်ကြောင့်မလို့ဒါမှမဟုတ်ကျောင်းကကိုပဲဒီကလေးကိုအစမပြေဖြစ်စေလို့စသဖြင့်အခြေအနေတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့စာတီးတန့်တစ်ခုတည်းကြောင့်မဟုတ်ပဲねဒီစာပေါ်မှာလှုပ်ချင်ပါတော့လဲမလုံနိုင်ရခြင်းအကြောင်းတရားတွေဒီအများကြီးဖြစ်နိုင်ပါတယ်နော်အဲ့တော့ကလေးတစ်ယောက်တည်းကိုပုံချပြီးတော့အပြစ်ရှာနေမဲ့အစားတစုံတရာပေါ်မှာစိတ်ဝင်စားမှုမရှိဘူးဆိုလို့ရှိရင်စိတ်ဝင်စားမှုမရှိရခြင်းအကြောင်းတရား root cause ကိုရှာမှသာလျှင်ကျမတို့ဒီပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒီပုံမှာအချက်၃ချက်ပြောခဲ့ပါတယ်တစ်ချက်မဟုတ်တစ်ချက်နဲ့တော့ကလေးတွေဒီသွားပြီးတော့ညှိနေတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ကလေးတွေဒီစာစပေါ်စိတ်မဝင်စားရခြင်းအကြောင်းတရားကိုကျမတို့ဒီဖေဖေမမေအနေနဲ့ဖြစ်စေအုပ်ထိန်းသူတွေအနေနဲ့ဖြစ်စေဆရာဆရာမတွေအနေနဲ့ဖြစ်စေရှာဖွေကြည့်ကြည့်ပါเนาะဒါလေးကိုပထမဆုံးအချက်အနေနဲ့ကျွန်မကပြပြချင်ပါတယ်အဲ့တော့နောက်တစ်ချက်ပေါ့နော်ကလေးရဲ့စိတ်ပါဝင်စားမှုနဲ့ပဲရှောက်ပေးပါသဘောတရားကဥမာကလေးတစ်ယောက်ဒီอืมစာရီအများကြီးကြက်နေရတယ်စာရွက်ပေါ်မှာပဲရှိတဲ့အကြောင်းတရားတွေကိုသူစိတ်ဝင်စားဘူးသူမျက်စိနဲ့မြင်ရတဲ့အရာတွေကိုပဲသူစိတ်ဝင်စားတယ်ဥမာအပြင်ပေါ့ကလေးတစ်ယောက်ဒီသူဒီငယ်ငယ်လေးပင်မဲ့အချက်ပြုတ်အရန်စိတ်ဝင်စားတယ်ဒါမှမဟုတ်ကာတွန်းတွေဖတ်ရတာသဘောကျတယ်သူကအရန်မှာဘောကန်တဲ့နေရာမှာဆိုလို့ရှိရင်ဆရာကြီးပဲဒါမှမဟုတ်ရုပ်ရှင်တွေကြည့်လိုက်ပြီဆိုလို့ရှိရင်လည်းဒီရုပ်ရှင်တွေကဇာတ်ကြောင်းလေးတွေဒါမှမဟုတ်ဒီဇာတ်ကောင်လေးတွေသဘောကျတယ်စသဖြင့်ပေါ့နော်ကလေးတီဘလို့အရာကိုသဘောကျတာလဲကလေးရဲ့စိတ်ပါဝင်စားတဲ့နယ်ပယ်ကိုကျမတို့အရင်ဆုံးရှာဖွေရမယ်အခုနပြောခဲ့သလိုပေါ့ဟင်ထမင်းချက်တာကြိုက်တဲ့ကလေးတယောက်ကိုကျမတို့တွေဒီထမင်းချက်တဲ့ရုပ်ပြလေးတွေနဲ့ပုံလေးတွေနဲ့စာလေးတွေနဲ့တွဲပြီးတော့ဒါလေးတွေကိုအတူတူဖတ်ပေးတာမျိုးကလေးစိတ်ပါဝင်စားတဲ့နယ်ပယ်နဲ့ကျမတို့ကချိတ်ဆက်ကြည့်ပေးဖို့လိုတယ်ပေါ့နော်ဥပမာကားအကြောင်းစိတ်ဝင်စားတဲ့ကလေးကိုဆိုလို့ရှိရင်ကားကြီးအများကြီးနဲ့ကားပုံတွေပါတဲ့ဥစ္စာနဲ့ကားအကြောင်းစာလေးတွေနဲ့ကျမတို့တွေဒီတတကားအကြောင်းစိတ်ဝင်စားတယ်မလားเนาะအဲ့တော့ဖေဖေတို့အတူတူဖတ်ကြည့်ကြရအောင်ဒါမျိုးပေါ့เนาะအဲ့တော့စာနဲ့ကိုချိတ်ဆက်ကြည့်ရဲဆိုတဲ့အခါမှာကျမတို့ဒီကျောင်းကတင်တဲ့စာမသည်စာမဟုတ်ပါဘူးအပြင်ဘ ഹു တုတနယ်ပယ်တွေလည်းကလေးတွေအနေနဲ့သိဖို့လိုပါတယ်ပေါ့เนาะဒါကြောင့်မို့လို့ကျမတို့ဒီ extra curriculum ဆိုဒီမှာလည်းအခုခေတ်နောက်ပိုင်းဆိုလို့ရှိရင်မိဘတွေကလေးတွေကိုလုပ်ပေးလိုက်ကြပြီပေါ့ဥမာရေကူးတင်တာမျိုးတွေညပစ်တင်တာမျိုးတွေယောဂတွေပကြီးဆွဲတာတွေစသဖြင့်ပေါ့ကျောင်းကတင်လိုက်တဲ့စာမဒီစာမဟုတ်ပဲနဲ့အပြင်လက်တွေ့ဘဝမှာဆိုလို့ရှိရင်လည်းသူတို့ဘဝအတွက်အသုံးဝင်တဲ့အရာလေးတွေကိုကျမတို့ဒီချိတ်ဆက်ပြီးတော့သင်ကြားပြသပေးဖို့လိုတယ်ဒီသဘောတရားပဲခလေးတွေဒီသူတို့ဘာတွေစိတ်ဝင်စားတာလဲခလေးတွေဘာကိုစိတ်ဝင်စားလဲဆိုတာရှာကြည့်ဖို့ကအရင်တော့မခက်ပါဘူးเนาะဒါကြောင့်မို့လို့ခလေးတွေဘာကိုစိတ်ဝင်စားလဲသူတို့မကြာခဏပြောနေတဲ့စကားသူတို့လုပ်နေကြလို့ရဲ့ဒါရီတီသူတို့ရဲ့စိတ်ဝင်စားမှုနယ်ပယ်ကိုတနည်းမဟုတ်တနည်းနဲ့ခေါ်ပြနေတဲ့အရာတွေရှိပါတယ်ဒီတော့ခလေးစိတ်ဝင်စားတဲ့နယ်ပယ်မှာအကြောင်းအရာလေးတွေပုံမြင်လေးတွေဒါလေးတွေနဲ့အတူချိတ်ဆက်ပြီးတော့စာလေးတွေအတူတူဖတ်ကြည့်တာမျိုးဒီခလေးကိုစတင်ပြီးတော့စာနဲ့အရန်ကြီးမစိမ့်သက်စေဘဲနဲ့ပေါ်ပါတဲ့စိတ်ခံစားမှုနဲ့အတူစာကိုဖတ်စေတဲ့လေ့ကျင့်တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်ပေါ့နော်အဲ့တော့အရှိမပြောခဲ့တယ်စာဖတ်တယ်ဆိုတဲ့အခါမှာကျမတို့ဒီဖိအားဖြစ်နေတယ်ဆိုလို့ရှိရင်ဒီစာမဖတ်ချင်တော့စာမမဟုတ်ဘူးဥပမာကျမအလုပ်လုပ်တယ်ဒီအလုပ်ဒီကျမအတွက်ဖိအားကြီးရမ်းကြီးနေတယ်ဆိုရင်ကျမဒီအလုပ်မှမပြောတော့ဘူးเนาะဒါဒီခလေးမမဟုတ်ပါဘူးလူကြီးတွေဒီတိုင်းပါပဲဒီတော့ကိုကကလေးကိုစာဖတ်စေချင်တယ်ဆိုလို့ရှိရင်စာဖတ်ရခြင်းဒီကလေးအတွက် pressure တွေဖြစ်နေဖို့မလိုပါဘူး
ဒီအရာဒီစာဖတ်ရတာဒီပြောစရာစာဖတ်ရခြင်းဒီအသိပညာဘ ഹു တုဒတွေတိုးသွားတယ်ဒီသဘောတဘာဝအနေနဲ့ကလေးဒီရှုမြင်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့တွေဘာတွေအတူတူလုပ်လဲလို့ရလဲကလေးနဲ့အတူတူစာဖတ်ပေးမယ်ခုနကပြောခဲ့တဲ့မျိုးဘောလို့ကြောင်းကိုဖေဖေနဲ့သားနဲ့အတူတူဖတ်ကြည့်ကြရအောင်အော်ဒီမှာအယုတ်လေးတွေရှိတာပဲမိမိနဲ့အတူတူသမီးလေးအယုတ်ပြီးရင်စမယ်မလားအဲ့တော့အရင်ဆုံးဒီအယုတ်လေးအကြောင်းကိုမိမိနဲ့အတူတူဖတ်ကြည့်ကြရအောင်ဒါမျိုးတွေပေါ့နော်အဲ့တော့ကလေးနဲ့အတူတူစာဖတ်ပါအဲ့တော့ခုနကဆိုပဲစာကိုစိတ်ဝင်စားကိုစာကိုမဖတ်ချင်ဘူးစာကိုသဘောမကျပါဘူးဆိုနေကမှတော့ဒီစာမျက်နှာကြီးတစ်အုပ်လုံးဒီစာအုပ်ကြီးတစ်အုပ်လုံးအပြီးဖတ်ရမယ်ဒါမျိုးသွားလို့တော့မရပါဘူးเนาะအဲ့တော့ပထမဆုံးကလေးနဲ့အတူတူစာဖတ်တယ်ကလေးဒီစာကိုမြင်တာနဲ့သဘောတော့ကြချင်မှကြားလိုက်မယ်ဒါပေမဲ့အခုနကပြောခဲ့တယ်လို့ပဲကလေးကိုဖိအားရှိစေလို့မဖြစ်ဘူးဒီတော့ကလေးနဲ့အတူတူစာဖတ်မယ်ဆိုလို့ရှိရင်ပထမဆုံးကလေးနဲ့စာဖတ်တဲ့ရက်ဒီဥမာ3မိနစ်လောက်ပဲဖြစ်ကောင်းလည်းဖြစ်နိုင်မယ်9မိနစ်လောက်ဖြစ်ရင်လည်းဖြစ်နိုင်တယ်အဲ့လောက်နဲ့ပဲလူကြီးတီရှေ့ဆက်သွားခြင်းအောင်မှာပဲကိုယ့်အကိုအတိုင်းမယ်လေးပြီးပြီးမှတ်ထားပါတော့။ Okay ဟုတ်ပြီဒီနေ့ကတော့ first day ဆိုတဲ့အခါကျတော့ကလေးနဲ့အတူတူစာကိုကလေးတီဖတ်တယ်ဆိုရုံလေးပဲကျမတို့အတူတူဖတ်ကြည့်ကြတယ်။ဒုတိယရက်မှာ10မိနစ်2မိနစ်တူမယ်တတိယရက်မှာ10မိနစ်2မိနစ်တူမယ်အဲ့လိုပုံစံနဲ့ပေါ့နော်။ပထမစာဖတ်ကစားဆိုရင်9မိနစ်10မိနစ်10မိနစ်ဒီလောက်လေးနဲ့ပဲကလေးနဲ့အတူတူစာဖတ်တာကလေးနဲ့အတူတူစာလုပ်တာကလေးနဲ့အတူတူ activity တွေလုပ်တာဒီလိုပုံစံလေးနဲ့ပဲစလိုက်ပါစာဖတ်တဲ့ရကျမတို့ဒီနိုင်ရွက်တွေတနိုင်တွေစာဖတ်နေရမယ်ဆိုရင်ဒီကလေးဒီຢာကိုပျော်စရာအနေနဲ့သူရှုမြင်ဖို့ဟာခဲရင်ပါလိမ့်မယ်အဲ့တော့နောက်တစ်ချက်ပေါ့နော်အပြုသဘောဆောင်တဲ့အပေးမှုတွေလုပ်ရမယ်လို့သူပြောထားတယ်အဲ့တော့သဘောတရားကတော့ဥမာအဖြစ်ပေါ့ခုနလိုမျိုးစာလေးတွေဖတ်ထားတယ်ဥမာကားကြောင်ဖတ်တဲ့ကလေးဆိုတော့ဒါဆိုလို့ရှိရင်တတဒါဆိုဒါကိုဘာကားလို့ခေါ်လဲတတဖတ်တော့ကဘယ်လိုပုံစံမျိုးလေးလဲစသဖြင့်ပေါ့နော်အဲ့တော့အယုတ်လေးအကြောင်းပြောပြီးဆိုလို့ရှိရင်လည်းသမီးလေးဒါလေးကိုဘယ်လိုမြင်လဲပုံမြင်လေးဖတ်တယ်ဆိုလို့ရှိရင်လည်းပုံမြင်လေးကိုဖေဖေနဲ့မေမေနဲ့သမီးနဲ့၃ယောက်တူတူဖတ်ခဲ့ပြီးသွားပြီဆိုတဲ့အခါမှာဒီပုံမြင်လေးကဒီပုံမြင်လေးကိုဖတ်ခြင်းအပြင်သမီးလေးအနေနဲ့ဆိုရင်ရောဒီမင်းသမီးလေးနေရာမှာဘာလုပ်မလဲစသဖြင့်ပေါ့နော်ကျမတို့အဖွင့်မေးခွန်းလေးတွေအပိတ်မေးခွန်းလေးတွေဒီလိုပုံစံမျိုးလေးတွေမေးခွန်းလေးတွေမေးပြီးတော့ကလေးကိုပုံမြင်ကပေးခြင်းတဲ့ message လေးကိုတနည်းတစ်ပုံနဲ့ပေးလို့ရတယ်လို့မျိုးပဲเนาะဘယ်ဟာပဲဖတ်ဖတ်စာလေးဖတ်ပြီးသွားပြီဆိုတဲ့အခါမှာလေကလေးကိုဗာမေးခွန်းလေးမေးလိုက်လို့ရှိရင်ကလေးကပြန်ဖြေနိုင်ရရှိတယ်ဒါမျိုးလေးတွေမေးခွန်းလေးတွေမေးပြီးတော့ကျမတို့ကလေးဖြေနိုင်တယ်ဆိုတဲ့အခါမှာချီးကျူးပေးတာမျိုးပေါ့ကလေးဒီအရန်ကိုမှကြီးမားတဲ့အဖြစ်ကိုဖြေနိုင်မှကလေးကိုချီးကျူးတာမျိုးမဟုတ်ဘဲနဲ့သူသေးလေးပဲသူလုံနိုင်စွမ်းရှိပါစေဒီရပေါ်မှာကျမတို့ချီးကျူးပေးဖို့လိုတာပါနော်ချီးကျူးတယ်ဆိုတဲ့အခါမှာတချို့လူကြီးတွေကငါသမီးလေးတော်လိုက်တာချီးကျူးတယ်ဒါပေမဲ့ကလေးဒီဘာကိုတော်လို့တော်မှမသိဘူးဒါမျိုးရှိတတ်တယ်ဗောနော်ဒါကြောင့်မလို့ချီးကျူးတယ်ဆိုတဲ့အခါမှာလဲသမီးလေးကိုတော့ဘာကြောင့်ချီးကျူးတာသမီးလေးကတော့ဘယ်ရမှတော်တာစသဖြင့်အကြောင်းရင်းချီးကျူးခံရတဲ့အကြောင်းရင်းကလေးတည်တည်ဖို့လိုပါတယ်။ဒါကြောင့်မို့လို့အပြုသဘောဆောင်တဲ့အပေးမှုတွေလုပ်တယ်ဆိုတဲ့အခါမှာလည်းကလေးလှုပ်သွားတဲ့လုပ်ရပေါ်မှာမှီတည်ပြီးတော့မှပြောတင်ပြောထိုက်တဲ့စကားလုံးချီးကျူးတဲ့စကားလုံးလေးတွေရွေးချယ်ပြီးတော့ကလေးကိုချီးကျူးပေးဖို့လိုအပ်ပါတယ်။ဒါကတော့ကလေးတွေကိုမဖြစ်မနေကျမတို့တွေလေ့ကျင့်ပြောထောင်ပေးရမယ့်အရာလေးတွေပေါ့။သဘောတရားကတော့အခုနလိုမျိုးပေါ့နော်ကလေးကဖြည်းဖြည်းချင်းနေစာလေးတွေဖတ်လာပြီ။ဖတ်လာတယ်ဆိုတဲ့အခါမှာကလေးတီသူပျော်တဲ့စာအုပ်သူသဘောကျနှစ်သက်တဲ့စာအုပ်လေးကိုအစပိုင်းမှာသူတို့ကိုရွေးချယ်ခွင့်ပေးပြီးတော့သူတို့ရွေးချယ်တဲ့အရာတွေကိုမိဘတွေနဲ့အတူတူဖတ်တာမျိုးဒါမျိုးလေးဆိုလို့ရှိရင်ကလေးအတွက်ကပို့ပြီးအဆင်ပြေပါတယ်ပေါ့နော်လူကြီးကကောင်းမဲ့ထင်လို့ဆိုပြီးဒီစာအုပ်ရွေးလိုက်ပြင်မယ်တကယ်တမ်းကလေးတီဒီအရာကိုသဘောမကျနေဘူးဆိုလို့ရှိရင်သူ့အတွက်ဒီစာအုပ်ဖတ်ရတာဒီပျော်စရာဖြစ်နေမှာမဟုတ်ပါဘူးဒါလေးကိုကျမတို့သတိပြုဖို့လိုပါတယ်ဒါကြောင့်မလို့ကလေးတွေဒီအပေါ်ကအချက်လေးတွေကိုလူကြီးမိဘတွေဆရာဆရာမတွေအနေနဲ့လုပ်ပေးပြီးသွားပြီဆိုလို့ရှိရင်ကလေးကိုခုနချီးကျူးတဲ့အနေနဲ့ပဲဖြစ်စေအကြောင်းမျိုးကြောင့်မလို့ဖြစ်စေကလေးကိုကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လေးတွေပေးပါနော်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးတယ်ဆိုတဲ့အခါမှာစာအုပ်ရွေးတာတခုတည်းမဟုတ်ဘူးပေါ့နော်တခြားအခြေအနေလေးတွေမှာဆိုလို့ရှိရင်လည်းသူတို့လုတ်ကနိုင်စွမ်းရှိတဲ့အရာကိုစိတ်မချလို့ဆိုတာထက်လုတ်ခွင့်ပေးလိုက်ပါသူတို့အသက်အရွယ်လိုက်သူတို့ဒီအုံနောက်တွေဖွံ့ဖြိုးလာတယ်ခန္ဓာကိုယ်တွေဖွံ့ဖြိုးလာတယ်အသိပညာတွေဖွံ့ဖြိုးလာတယ်ဒီခါမှာသူတို့လုံနိုင်စွမ်းရှိတဲ့အရာတွေကိုကျမတို့တွေဒီစောင့်ကြည့်ပြီးတော့လက်ခံပေးဖို့လိုပါတယ်နော်ဒါကတော့ပထမတစ်ချက်ပေါ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကလေးတွေကိုပြပါ
နောက်တစ်ချက်ကျမတို့ scaffolding လုပ်ပေးရတယ်သဘောတရားကကျမတို့တွေဒီကလေးတွေကိုပြုစုပြောထောင်ပေးတယ်ဆိုတဲ့အခါမှာလှေကားကိုတစ်ဆင့်ချင်းစီတက်ပေးရတယ်plus 1 intervention နဲ့ပဲကျမတို့သွားတာပို့ပြီးတော့ထိရောက်တယ်ဒီသဘောတရားပေါ့တစ်ဆင့်ပြီးမှတစ်ဆင့်တစ်ပြီးသွားတော့မှနှစ်ပြီးသွားတော့မှတော့ကျမတို့တွေဒီငငယ်ကအလီလီတင်ခဲ့ရင်တော့မှပဲနှစ်လီရေဆုံးစတင်တယ်ပြီးတော့လွယ်တဲ့3လီဒီလိုမျိုးလေးတွေတင်ခဲ့တယ်တစ်ပေါင်းတစ်နှစ်တစ်ပေါင်းနှစ်3ဒီလိုမျိုးလေးတွေကျမတို့တွေဒီလွယ်လွယ်လေးတွေကနေစခဲ့ဒီသဘောတရားပါပဲခလေးတွေကိုပထမဆုံးစပြီးတော့စတင်နေဆိုတဲ့အခါမှာလွယ်ကူရိုးရှင်းတဲ့အရာလေးတွေကနေပြီးကျမတို့သွားဖို့လိုပါတယ်ခလေးတွေအတွက်ဒါတွေဒီမခက်ခဲဘူးသူတို့အတွက်ပေါ်ပါတယ်သူတို့လုံနိုင်စွမ်းရှိတယ်ဆိုပြီးတော့ယုံကြည်မှုရှိသွားရင်သူတို့ဒီအခုနကကျမပြောတော့မျိုးပဲ plus 1 intervention နဲ့တစ်ဆင့်ပြီးတစ်ဆင့်တက်သွားတာအပို့အဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့အခုမှတစ်ပေါင်းတစ်နှစ်တင်နေတဲ့ကလေးကို20လေး20တို့156အစား32တို့ဒါမျိုးတွေကျမတို့သွားလုပ်ခဲ့မယ်ဆိုလို့ရှိရင်ခလေးတွေတော့ကအဆင်မပြေဘူးခတ်လိုက်တာဆိုတဲ့အခြေအနေမျိုးဖြစ်သွားတာ ਨੇ ကျမတို့တွေဒီအုံနောက်ကခတ်တယ်ဆိုတဲ့အတိတစ်ခုတော့ပေးလိုက်တယ်လို့ခန္ဓာကိုယ်ကလည်းမလုပ်ချင်တော့ဘူးစိတ်ကလည်းမလုပ်ချင်တော့ဘူးဒီသဘောတဘာဝတွေအများကြီးဖြစ်လာနိုင်ပါတယ်နော်ဒါကြောင့်မလို့ကျမတို့ဒီခလေးတွေလုံနိုင်စွမ်းရှိတဲ့အရာကနေဖြည်းဖြည်းချင်းစီနည်းနည်းချင်းစီစပြီးတော့လုပ်ကင်ပါစေဒီလိုပုံစံနဲ့ step by step တစ်ဆင့်ချင်းစီတက်သွားဖို့လိုပါတယ် scaffolding တက်ဖို့မမေ့ပါနဲ့เนาะဒါလေးတစ်ချက်ရှိပါမယ်ပြီးတော့နောက်တစ်ချက်ပေါ့နော်ဒီ role model အနေနဲ့ရှိနေပေးရမယ်သဘောတရားကအရှိမလဲကျွန်မပြောခဲ့တယ်ပေါ့နော် question number 1မှာလဲအဖေနဲ့အမေဒီအမြဲတမ်းရန်ဖြစ်နေမယ်စူပူအော်ဟစ်နေမယ်ဆိုလို့ရှိရင်ဒီကလေးဒီသူ့ရဲ့အာယုံ၅ပါးကနေဝင်လာတာဒီအဖေနဲ့အမေစူပူရန်ဖြစ်နေတယ်အော်ဟစ်နေတဲ့အရာတွေပဲသူမှတ်သားလိုက်မဲ့အရာတွေသူ့ရဲ့အုံနောက်ထဲမှာသွားပြီးတော့ input ဝင်မဲ့အရာတွေဒီရပဲအဲ့တော့သူ့အနေနဲ့ output ပြန်ထွက်မဲ့အရာတွေဒီလဲစူပူခြင်းအော်ဟစ်ခြင်းဒီအရာတွေပဲမြင်ရပါလိမ့်မယ်ထိုနည်း၎င်းပဲဖေဖေနဲ့မေမေဒီတယောက်နဲ့တယောက်ချစ်တယ်ဒီကလေးလေးကိုလည်းချစ်ပေးတယ်ဆိုရင်ဒီကလေးဒီချစ်ချင်းမေတ္တာနဲ့ကြီးထွားမဲ့ကလေးဖြစ်ပါလိမ့်မယ်ထိုနည်း၎င်းပဲမိဘတွေကိုယ်တိုင်ကကလေးရှိမှစာဖတ်ပြမယ်ဆိုလို့ရှိရင်အော်ဖေဖေနဲ့မေမေတော့စာဖတ်နေတာပဲငါလည်းစာဖတ်အောင်မဒါမျိုးတွေပေါ့နော်ကလေးရှိမှရှိနေတဲ့သူဒီကလေးကိုလှုပ်စေခြင်းတဲ့အရာကိုကျမတို့ရဲ့ဒီဟဲ့သားလေးနင်ဒါလှုပ်လိုက်သမီးလေးနင်ဒါလှုပ်လိုက်ပြောတာချက်သူတို့ကိုလှုပ်စေခြင်းတဲ့အရာကိုကျမတို့ရဲ့ဒီဥဆောင်လမ်းပြရှေ့ကနေပြီးလှုပ်ပေးဖို့လိုပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ဒီဘာလှုပ်လိုက်လို့ပြောနေစရာမလိုဘဲနဲ့ကလေးတွေဒီသူတို့ဘာသာသူတို့လိုက်ပြီးတော့လှုပ်လာပါလိမ့်မယ်။နော်ဒီအချက်လေးကိုမမေ့ပါနဲ့။နော်အဲ့တော့ role model လောက်ပြခြင်းဒီကလေးတွေအတွက်ကောင်းမွန်မှန်ကန်တဲ့နည်းတွေဖြစ်ဖို့လိုအပ်ပါတယ်။နောက်ဆုံးတစ်ချက်နော်စိတ်ရှည်ဖို့လိုပါတယ်။ရှေ့မှာပြောခဲ့တဲ့ကလေးကိုကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့အတွက်ကျမတို့ဒီအခွင့်အလမ်းပေးတာပဲဖြစ်စေခလေးတွေကို plus 1 interventional scaffolding စောက်ပြီးတော့သွားတာပဲဖြစ်စေ role model ကိုကလုံးပြတာပဲဖြစ်စေကျမတို့ဒီကိုယ်တိုင်ကိုကြစိတ်မရှိဘဲနဲ့ခလေးတွေကိုပြုစုပြောထောင်နေမယ်ဆိုရင်အဆင်မပြေပါဘူးခလေးကိုဒီနေ့မှာနှစ်နီမရမကကြက်ပြီးတော့နောက်နေ့မှာနှစ်ကနေပြီး30အလီထိကြက်ရမယ်ဆိုပြီးကျမတို့တွေလုံးလို့မရတယ်လို့ပါပဲဘယ်ရပဲဖြစ်စေထိုက်တဲ့နဲ့လုံလောက်တဲ့အချိန်တွေပေးဖို့လိုပါတယ်အရေးကြီးဆုံးအချက်ကတော့ကလေးဆိုတဲ့အမျိုးဒီကျမတို့ဒီစိတ်ရှိပေးဖို့လိုပါတယ်အချိန်တွေပေးဖို့လိုအပ်ပါတယ်เนาะဒီလိုပုံစံမျိုးလေးတွေစနစ်တကျသွားမယ်ဆိုလို့ရှင်တော့ကလေးတွေအတွက်ကိုအများကြီးတိုးတက်မှုရှိလာပါလိမ့်မယ်ဆိုတဲ့အကြောင်းလေးကိုကျမက share လုပ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှင်တော့ကလေးတွေဒီစောင့်ဖက်ချင်လို့ဆိုလို့ရှင်ဘယ်လိုပုံစံမျိုးလေးတွေအတူလုပ်ပေးလို့ရလဲဆိုတဲ့အကြောင်းလေးကိုကျမက share လုပ်ပေးသွားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကဲပါဒီချိန်ကျေးဇူးတင်ပါတယ်နောက်ထပ်ဟုတ်ကဲ့မိကုံးလေးတစ်ခုကြံနေပေါ့နော်အဲ့ဒါလေးကိုတော့ episode 3မှာစောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်ဟုတ်ကဲ့ပါ